ဒီနေ့ vlog လေးကတော့ဒီမဟာနဲ့ပွဲမှာ10 km fun run လေးကို join ခဲ့တာပေါ့နော်10 km ကတော့ဒီအတွက် very first time မှာ beginner runner တယောက်အနေနဲ့ပေါ့နော်ဒီလို9နိုင်ခွဲမှာ flag court ဆိုတော့9နိုင်အထူးအရောက်လာပြီးတော့ဒီမှာwarm up လုပ်တယ်ပေါ့နော်ပြီးတော့ဒီအတိုင်းပဲ fun run ဆိုတာရောတငယ်ချင်းတွေနဲ့တူတူ join ရတာဆိုတော့ပေါ့နော်အရန်တော့ပျော်စရာကောင်းခဲ့ပေါ့နော်အချိန်လုံးရည်ပြီးတော့စစ်ခွေးထနေရပါတော့အခုကတော့9နိုင်ခွဲပြီဆိုတော့ flag court ပေါ့နော်တာလွတ်တော့မှာပါပြေးရအောင်ပဲပေါ့နော်ရှင်တော့ရင်ခုန်နေပြီအခုကတော့ဒီရစပြီးတော့ပြေးပါပြီဒီရွှေမန်းတောင်ကွင်းကနေမန္တလေးကျုံတစ်ပတ်ပေါ့နော်10 km ပြေးရမှာပါတငယ်ချင်းနဲ့တူတူပေါ့အခုတော့1 km ကိုရောက်တဲ့ချိန်မှာတော့ဒီကနည်းနည်းပြေးနိုင်သေးရပါတော့ပြီးတော့လမ်းတစ်လျှောက်လုံးလဲဆက်ခွေထားနေမိုးလေးဖွယ်ဖွယ်လေးလဲကြားရပါတော့ဒါပေမဲ့ပြေးပါရဲ့ကြိုးစားပြီးတော့ဘာမှ injury မရအောင်လို့ပေါ့နော်ပျော်လေးပျော်ရအောင်လို့တော့ကြိုးစားပြီးပြေးပါတယ်ပြေးရတဲ့ထဲမှာသူ့ကိုဗီဒီယိုရိုက်ပေးရလဲတလို့ပေါ့နော်ကျမ vlog လားသူ vlog လားမသိဘူးလို့မျိုးပြီးတော့ကျမပြေးပါတယ်ဒီချိန်ကတော့သူတို့ almost 2 km ကျော်လေးတော့ရှိနေပြီပေါ့နော်ကြိုးစားပြီးပြေးရေအဲ့ဒီကျုံ5ကျော်လောက်တဲ့အချိန်မှာမိုးပွဲလေးကြာလာပြီပေါ့နော်အဲ့ဒါလည်းတစ်ခုကောင်းတယ်နည်းနည်း hydrate ရလိုက်သလိုခံစားရတယ်ပေါ့အခုကတော့ဒီလို8 km လောက်ထိတော့ရောက်လာပါပြီတော်တော်ကြီးကိုယ်ကိုလုံနိုင်နေဆိုတဲ့ဟာမျိုးတော့စိတ်ထဲမှာခံစားလာရတယ်ပေါ့နော်ကဲ finally finishing point ကိုရောက်ပါတော့မယ်ဒီထဲဝင်လိုက်တာနဲ့ finishing point ပေါ့နော်သူရဲ့ very first time 10 km ကိုသူတနာရီနဲ့မိနစ်35ကျော်လောက်မှာပန်းဝင်နိုင်ခဲ့ပါပြီရှင် finally I did it ပြီးတော့သူတို့အခုဒါ medal ရပြီပေါ့နော် medal ရပြီးတော့သူတို့ final အနေနဲ့ဒီနေရာမှာပြန်ပြီးတော့ hydration ပြန်ပြီးတော့ဖြည့်ရတယ်ပေါ့နော် energy တွေအများကြီးကုန်သွားတဲ့တော့မှလည်း dehydrate ဖြစ်သွားတယ်ဆိုတော့လေပြီးတော့တပ်ပုံအလားတပ်ပုံလေးရိုက်တယ်တငယ်ချင်းတွေနဲ့လည်းရိုက်တယ်ကိုဆိုလိုတွေလည်းရိုက်တယ်ပေါ့ရှင်အဲ့မှာကျွန်တော်တို့ပျော်ပါနေကြတာအကုန်လုံး10 km finisher လေးတွေပေါ့ပြီးတော့ဒီလိုမပြန်သေးပဲနဲ့ဒီမှာ lucky draw season ပါတာဆိုတော့ lucky draw season မလာခင်မှာ game တွေဆော်တဲ့ activities တွေကိုအားပေးကြပါတယ်စင်နာမှာနီးကတ်ကိုအားပေးရပါတော့ပျော်သလားတော့မမီးနဲ့အရန်ကို fun run ပဲဒီ prisoner အကိုကလည်းအတိဖြစ်နေတော့အကိုရဲ့ presenting skill တွေကလည်းအရင်မိုက်တယ်ပေါ့နော်ပြီးတော့ဒီဝဒီ cancer မဲ့ lucky draw လေးကိုနောက်ဆုံးထိကြည့်ခဲ့ပါတယ်ဒီကတော့ကံမကောင်းခဲ့ပေမဲ့ဒီတငယ်ချင်းကတော့ power bank လေးစုရခဲ့ပေါ့နော်ကဲပွဲကြီးကတော့ပြီးတော့ပါပြီအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ် bye bye